ရစမြဲပါအချိန်ဟာကဘာမှအဖို့တန်ဆုံးကလေးဘဝတွေကသီးနေလေရှိရွယ်တာတွေများနေရင်တစ်ခုစီချင်းကပ်ကြရစမြဲပါလိုချင်တာတွေများနေတော့ကဘာမှချေရပြောင်းသူတရားဖို့က Now let's say Monday and now God keeps